အခုကျွန်တော်ပြပြပေးမယ် website ကိုတုံးတန်လူကတော့ပြပြမှာတော့မဟုတ်ဘူးကျွန်တော်တို့ဒီလိုမျိုး font နေပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး font နေပေါ့နော်ဒီလိုမျိုး font နေကျွန်တော်တို့ဘယ် website မှာကျွန်တော် download ဆွဲလို့ရမလဲဆိုတဲ့ဟာကိုကျွန်တော်တစ်ချက်ပြပြပေးမယ်ပေါ့နော်ဒီ website ကတော့ Navgy ပဲဖြစ်ပါတယ် Navgy ဆိုတဲ့ website တွေမှာကျွန်တော်တို့တွားပြီးတော့မှဒီ font လေးတွေကိုကျွန်တော်တို့ download ဆွဲလို့ရပါတယ် PC မှာလည်းကျွန်တော်သုံးလို့ရတယ်ကျွန်တော် phone မှာလည်းသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကဒီရဲ့ website ကတချို့ font တွေကကျွန်တော်တို့ပတ်စံပေးပြီးတော့ဝယ်ရတယ်ဒါပေမဲ့တချို့ font တွေကလည်းကျွန်တော် free ပေးထားရပေါ့နော်ဒီ website လေးက free လုံးဝသုံးလို့ရတဲ့ font တွေတော်တော်များများလေးပေးတာဆိုတော့ကျွန်တော်တို့ဒီ video editing ပဲလုပ်လို့ကျွန်တော် graphic design ပဲလုပ်လို့တော်တော်လေးကိုမှအဆင်ပြေပေါ့နော်ဒီမှာတခုရှိတာဒီရဲ့ website ကိုကျွန်တော်တို့ဒီမြန်မာ server နဲ့ဝင်မယ်ဆိုလို့ရှိရင်တော့ဝင်လို့မရဘူးเนาะဆိုတော့ကျွန်တော်တို့ VPN လေးတော့ခံပေးဖို့တော့လိုတယ်ဆိုတော့အားလုံးလည်းကျွန်တော်တို့အကျိုးရှိမယ်လို့တော့ထင်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ video editing နဲ့ပတ်သက်ပြီးတော့မှ sharing လုပ်ပေးနေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ Josh လို့ခေါ်ပါတယ်ခင်ဗျာ